စကားမပြောတဲ့ကျင့်စဉ်ကိုကျင့်တာနော်ရှင်ဘုရင်လုံးဟာမှာကြောက်တဲ့သူရှိတယ်ဒီခေတ်ကတော့ရှင်ဘုရင်လှုပ်ကျင်တဲ့သူတွေများတယ်တေမီမင်းသားကရှင်ဘုရင်လှုပ်ရမှာကြောက်လို့ဆိုပြီးတော့ပြိဿရဲ့အဲ့ဒါမွေးတဲ့ကအားရောင်စကားမပြောတတ်အောင်ဆောက်စကားမပြောတဲ့ဆိုတော့သူရှင်ဘုရင်အိမ်ရှိမင်းသားစကားမပြောတော့ဒါအမျိုးမျိုးစမ်းတတ်တာပေါ့စကားပြောအောင်အမျိုးမျိုးစမ်းတတ်တာဒါပေမဲ့လေ तू ကတို့တွေသူ့ကိုချီးကျူးစရာကောင်းတာတကယ်မပြောတတ်တာမဟုတ်ဘဲနဲ့မပြောတတ်ကြအောင်ဆောင်းတော့အမျိုးမျိုးစမ်းတတ်နေတဲ့လောကဓာတ်ကြီးကိုကြော်လွှားနိုင်အောင်ခံနိုင်ရှိတဲ့စိတ်ကတော်တော်အံ့ဩစရာကောင်းတာမိတွေနဲ့ရှိုးတဲ့မစင်တွေနဲ့အညစ်ကြီးနဲ့သူ့အမျိုးမျိုးရုတ်တရက်လန့်ပြီးတော့အတန်မြန်ထွက်လာမလားဆိုအဲ့ဒီနီးတွေနဲ့စမ်းတတ်တာသီလူမျိုးဘွားဖြစ်အောင်နီးအမျိုးမျိုးနဲ့စမ်းတတ်တာဒါပေမဲ့တေမီမင်းသားစကားပြောတဲ့ကျေးဇူးမပြတ်သွားဘူးညတို့တွေလောကဓာတ်ခံရတယ်ဆိုတာတေမီမင်းသားရဲ့လောကဓာတ်စမ်းတတ်နေမခံရဘူးတို့ပြောတော့တေမီမင်းသားအရွယ်ရောက်လာတဲ့အခါတည်းဒီစမ်းတတ်လို့မအောင်မနဲ့ကဲဒီမင်းသားတကယ်စကားမပြောတတ်တာအာကြီးတော့တိုင်းပြီးတော့အမနေတော့အဲ့ဒါသူ့တာတော်တဲ့တို့ပြီးတော့တတ်တာတတ်လိုက်တော့ဆိုအမိန်ထုတ်တော့အာနာဘကွက်သားကအဲ့ဒါတေမီမင်းသားလေးကိုတော်တဲ့မြေကြီးတုသူ့ကိုမြုပ်တော့မယ်အဲ့ကြမှာစကားပြောဘာလောက်တာလဲဆိုမြေကြီးတူးတယ်လို့လန့်ဟုတ်အရှင်မင်းသားစကားပြောတယ်လားပြောတတ်တယ်အဲ့ဒါဆိုဘာလို့စကားမဟုတ်ဘူးငါရှင်မင်းလုံးအောင်မှကြောက်လို့စကားမပြောတာအဲ့ဒါနဲ့မူမတ်ရတယ်အကုန်လုံးသူ့နာရအောင်လားသူစကားပြောတတ်မှန်းသိတော့ဘာဖြစ်လို့စကားမပြောတာလဲဆိုတော့အဲ့ဒါတဲ့ရှင်မင်းလုံးအောင်မှကြောက်လို့စကားမပြောဒါပေမဲ့အရှင်မင်းသားကမျက်နှာလေးကလည်းကြည်လင်တောက်ပနေတာပဲဒီလောက်အမျိုးမျိုးလောကဓာတ်နဲ့ကြုံတွေ့နေတာတော့မှမျက်နှာမှာစိုးရင်တဲ့အမူအရာမတွေ့ရဘူးဘလို့ကျင့်သုံးနေထိုင်တာလဲလက်တွေ့ဘဝထဲမှာအရှင်လိုနေတတ်ထိုင်တတ်တဲ့ကျင့်စဉ်လေးရှိရင်ပြောပါလို့ပြီးတော့အဲ့ဒါတေမီမင်းသားလေးကတရားဟောတယ်ငါကျင့်တဲ့ကျင့်စဉ်ကအတိတနာနုသောစင်တိနပဇပင်တိနာဂတံပိစုပန်နေနယာပေတိတေနဝနောပတိတတိအတိတနာနုသောစင်တိငါကအတိတ်ကိုတွေးပြီးတော့မဆွေးတော်ဘူးတဲ့နပဇပင်နိနာဂတံမရောက်သေးတဲ့အနာဂတ်ကိုတွေးပြီးတော့ငါစိုးရင်မှုတွေမဖြစ်တော်ဘူးတဲ့ပိစုပန်နေနယာပေတိဟောဒီလက်ရှိပိစုပန်အခြေအနေကိုပဲယာပေတိမြတ်တအောင်ကြေတတ်အောင်ကြာနအောင်နေတတ်အောင်နေတယ်တေနဝနောပတိတတိဒါကြောင့်ငါရဲ့မျက်နှာကကြည်လင်တာကြည်စမ်းငါကတဲ့ကြည်ကြည်လင်လင်လေးနေတတ်အောင်နေတဲ့အကျင့်ကအတိတ်ကိုတွေးပြီးတော့လည်းမပူတော့ဘူးတဲ့အနာဂတ်ကိုတွေးပြီးတော့လေသောကတွေမဖြစ်တော်ဘူးတဲ့လက်ရှိရှိနေတဲ့အနေအထားကိုပဲကျင့်တတ်အောင်လက်ခံနိုင်အောင်ကြိုးစားတယ်အဲကြောင့်ငါအစဉ်ပြေတာဒါကြောင့်ဒုပရိသတ်တွေအတိတ်ကိုတွေးပြီးတော့လေသောကတွေမဖြစ်နဲ့မနှက်ပငါဆိုတာဘာမှမသိဘူးလေမနှက်ပငါဆိုတာရှိလို့လားနော်အင်္ဂလိပ်စကားရှိ tomorrow will never born နဲ့မနှက်ပငါဆိုဘယ်တော့မှမမွေးဘူးတော်တော်က Facebook မှာကာတွန်းလေးတစ်ခုဘီယာဆိုင်မှာရေးထားတာ tomorrow beer free လို့ရေးတာလူတယောက်မနေ့ကဘီယာအလကားတိုက်မှာဒီနေ့မတော့သေးဘူးမနေ့ကမှလာမနေ့ကကျတော့အဲ့ဒီဆိုင်ကအဲ့ဆိုင်ပေါ်အဲ့တိုင်အဲ့တော့မနေ့က free ဆိုလို့လာတာဟုတ်တယ်လေးလေမနေ့ကလည်းပါနေတိုင်းလာနေရသူ tomorrow beer free ဆိုမနေ့ကတိုင်းမနေ့ကတိုင်းသူတိုင်းအဲ့တော့မနေ့ကဆိုတာဘယ်မှာလဲလို့ပြရင်ဘယ်မှာရှိတယ်tomorrow will never born ဆိုတော့မရောက်သေးတဲ့အနာကိုတွေးပြီးတော့လေပုံမနေနဲ့တဲ့ပိစုပန်နေနာယာပေတိဟောဒီလက်ရှိပိစုပန်အခြေအနေမှာပဲကျင့်တတ်အောင်နှစ်တက်အောင်လက်ခံနိုင်အောင်ကြိုးစားအဲ့ဒါဘဝရဲ့ချမ်းသာမှုပဲဆိုတော့ပြိဿတချို့ကိစ္စတွေလက်ခံနိုင်အောင်ကြိုးစားလက်မခံနိုင်လို့လိုက်ခံစားရင်အဲ့ဒီစိတ်ကပင်ပန်းတဲ့အတွက်ကြောင့်ဘဝမှာလက်ခံနိုင်တဲ့အကျင့်လေးဟာလေနေတတ်ထိုင်တတ်ဘဝရဲ့ဓမ္မလက်ဆောင်ပဲ